ပါကီဖောက်တာဘိုက်မကြီးလို့တော်သေးတယ်ဘိုက်ကြီးစရာလားပါကီဖောက်တိုင်းဘိုက်ကြီးစရာလားသူများအရေးအပြေကထောက်တယ်အဲ့ဒါကြောင့်မို့ဘိုက်မကြီးဘူးเนาะမကီမဆိုတော့ယောက်ျားလေးနဲ့အိတ်တာအများကြီးပဲရှိပြီเนาะအရောက်100နီးပါးတော့ရှိပြီမကီမဘိုက်မကြီးဘူးဆိုတာသိတယ်မကီမဘာစီမလည်းမသုံးဘူးเนาะသူတို့အရေးအပြေကထုတ်လို့အဲ့ဒါကြောင့်မကီမဘိုက်မကြီးတာเนาะမကီမကိုနေတော့အေးဒီကီမပါကီဖောက်ထားကြီးပေါ့နော်မလောက်ချင်ဘူးเนาะလာလောက်ကြည့်ဆွဲကိုဆွဲသွားမယ်เนาะမကီမကပါကီဖောက်ပြီးသားဆိုပေမဲ့เนาะမကီမရဲ့ဆွဲဆောင်မှုကเนาะအပြိုစစ်တွေထက်တောင်တာတယ်เนาะဘာဖြစ်လဲဆိုတော့မကီမเนาะကြွားပြောတာတော့မဟုတ်ဘူးเนาะတနေ့မကီမဘာမှမလုပ်ဘူးတနေ့ယောက်ျားလေးတွေဘလို့ကြိုက်အောင်လုပ်ပေးရမယ်ယောက်ျားလေးတွေကဘလို့ကိုဆွဲလန်းသွားအောင်နေပေးရမယ်သူတို့ရဲ့အကြိုက်ဘလို့လုပ်ပေးရမှာเนาะသူတို့မင်းစရာမလိုပဲနဲ့အလိုက်တတိနဲ့လုပ်ပေးအလိုက်တတိနဲ့ပေါ့ကွာမုတ်ပြီးတိတ်ပေါ့ကွာအဲ့ဒါတော့ယောက်ျားလေးတွေရဲ့အသေးဆွဲတာเนาะအဲ့ဒါကြောင့်မို့မကီမကိုနေလို့စိတ်လာမခေါ်နဲ့လို့မကီမအမြဲတမ်းပဲပြောထားတယ်မဟုတ်ဘူးလားเนาะအပြူအားသာမစစ်တော့တာပါကီရတာဖောက်ပြီးသားကြီးမို့တော့အထင်မသေးနဲ့ဇာကတော့เนาะပါကီမဖောက်ပြီးသားထက်တောင်အစ3ဆလောက်တာတယ်เนาะမယုံရင်လာစမ်းကြည့်မှအကျော်သိမယ်เนาะကီမနဲ့တညလောက်ပဲလာအိတ်ကြည့်နေတို့တွေ့တော့ကီမကိုတန်ဆွဲလန်းပြီးအိမ်ကထမီးဟင်းရောက်မိသွားမယ်ဘွားရောက်မယ်เนาะအဲ့ဒါတော့အမှန်တရားပဲယုံချင်ယုံမယုံချင်နေမကီမနဲ့ထိဘူးတဲ့ယောက်ျားလေးတိုင်းကတော့ဒီခုမကီမကိုတန်ဆွဲယူမှုသွားတာကြီးပဲเนาะဟုတ်တယ်မကီမတော့ပွလီလီပဲပြောတယ်เนาะပါကီဖောက်ပြီးသားပေမဲ့ဘာအပြည့်ရှိလဲเนาะ15နှစ်နဲ့ပါကီဖောက်ခဲ့တယ်30ရှိလို့15နှစ်နဲ့ပါကီဖောက်ခဲ့တာเนาะဝါပါကီစရေးဖောက်တော့ဆိုလေမကီမနာတာများလေဘသူမှမပြောရဲဘူးကြိတ်ပြီးတော့လေနှစ်ပေအရေးတော့မကီမတော့ဟိုမြမပြီးမှနေတော့ဗာလဲနှစ်ပေလေသူများတဲ့အနာစိမ့်တွေပေါက်ရေဗာလဲသူများနှစ်ပေစီလိမ့်တယ်လေအမလည်းလေအမေတိမှကြောက်လို့အဖေတိမှကြောက်လို့လေဘသူမှမပြောရဲဘူးကိုယ့်ဘာကိုအောက်ကိုယ့်ဘာကိုအပေါက်ကိုကုတော့ဗောနော်အမဆိုလေနှစ်ပေစေလူးတာလေ3ဘူး5ဘူးတော့ကုန်တယ်အပေါက်ဝကိုပဲဖူးလိုက်တာဗောနော်ဘာဖြစ်လဲဆိုတော့လိန်ပေးရတယ်မလိန်ပေးလေကိုဟာတအားနာတာမကီမပါကီဖောက်တော့ဆိုစောင်းရသည့်အချိန်ဆိုလဲအနာကြက်မော့ရလေတပတ်နီးပါတော့စောက်ရတယ်မကီမဆိုရင်နော်ပါကီဖောက်တော့ဆိုစောင်းရသည့်ချိန်လေစောင်းရသည့်ချိန်ဆိုတော့တီးတဲ့အတိုင်းပဲအနာတိတ်မကြက်ဘူးအဲ့လိုမျိုးဖြစ်နေတာမကီမဆိုလေပါကီစဖောက်တော့ဆိုရင်လေတအားပဲငိုလိုက်ရတာနာလိုက်ရတာနော်ထမီးတော့စားမဝေးဘူးစိတ်စီရဲရတာပေါ့ကိုယ့်ရဲ့အပြူစီဘဝပြက်စီတော့စိတ်စီရဲရတာပေါ့အဲ့လိုမျိုးဟေးဘယ်ဟောက်မလဲတပတ်ရောက်တော့လေပျောက်သွားနှစ်ပေစီလေးတာပျောက်သွားလေလီးတွေတချောင်းပြီးမြုံနေတော့တာအပေါက်อ่ะလေတချောင်းပြီးမြုံနေတော့အခုထိသူမြုံနေတော့ပဲစဉ်းစားတော့မရတော့အဲ့ဒါကြောင့်မို့ပါကီမစစ်လဲဆွဲဆောင်မှုကတော့ပါကီစစ်ထက်တာတယ်နော်မယုံတညပဲလားအဲ့ကြည့်တညပဲမကီမဒဲစိန်ခေါ်တယ်မင်းတို့တွေကို